number 1 calmness number 2 control အဲ့နှစ်ချက်ကသခင်တယောက်ပေါ်မှာဘယ်လောက်ထိအရေးကြီးလဲဆိုတာအခုဗီဒီယိုလေးမှာကျွန်တော်ပြသပေးပါမယ်ဗျာတော့ဒီကလေး၃ယောက်ရဲ့အဓိကပြဿနာကဒီ dominant aggression ပေါ့နော် dominant aggression ဒီ၃ယောက်လုံးကတိုက်ဆိုင်မှာမတင်တဲ့အချက်တွေချင်းချင်းပြန်ပြီးတော့တခင်ကို attack လုပ်တာဒီအချက်တွေကဘာကြောင့်ဖြစ်ရလဲဆိုတော့ကျွန်တော်တို့ start ပြီးတော့ကလေးတွေမွေးတဲ့အခါမှာကျွန်တော်တို့ကဒီလိုတဲ့အချက်၃ချက်ကိုမပြုလုပ်ခဲ့နဲ့တော့ဒီအချက်ဆိုတဲ့state တွေဝယ်သွားလိုက်တဲ့အခါမှာကလေးတွေတော့မှများလာတော့အဲ့အချိန်မှာတို့ရဲ့ဒီ no ရဲ့ဒီ figure လည်းမကောင်းတဲ့ figure တခုလည်းပွင့်လာတဲ့အခါမှာဒီကြိုက်တတ်တဲ့အချိန်တွေရောက်လာတာပေါ့နော်အဲ့တော့အချိန်မျိုးကျွန်တော်တို့မဖြစ်ရအောင်ကျွန်တော်တို့ဒီလိုနံပါတ်1ချက်ကျွန်တော်တို့ဟိုပေါ့နော်နံပါတ်1က boundary နောက်နံပါတ်3 limitation ဆိုတဲ့ဒီ capacity 3ချက်ကိုလည်းကျွန်တော်ချထားပြီးပြီနောက်တစ်ချက်ကကျွန်တော်တို့ဒီ reaching and sequence ဆိုတော့ဖြစ်လို့ဒီလောက်အောင်လည်းဒီကအရေးကြီးတဲ့အချက်ကိုလည်းကျွန်တော်လုပ်ပြီးပြီနောက်တစ်ခုအရေးကြီးတဲ့နောက်တစ်ချက်ကတော့ကျွန်တော်တို့ကပြည်ငြိမ်မှုတွေကျွန်တော်တို့ယုံကြည်မှုတွေကလိုခွေးတွေက aggressive ဖြစ်တဲ့အခါမှာတခုခွေးရပြန်ပြီးကိုပြန်ကြိုက်တဲ့အခါမှာကျွန်တော်တို့အဲ့ဒီအခြေအနေတွေတော့မရှိတော့ဘူးအဲ့တော့ကျွန်တော်ဒီနေမှုရှိတဲ့အခါမှာကိုယ့်ရဲ့ယုံကြည်မှုလည်းမရတော့ဘူးယုံကြည်မှုကျွန်တော်တို့ကိုယ်တိုင်ကမိကိုယုံကြည်မှုကြောက်ဆုံးနေတဲ့ကိုယ်တို့မလုပ်နိုင်တဲ့အခါမှာကိုယ့်ရဲ့ဒီ respect to realism chicken လေးစားမှုလည်းမရနိုင်ဘူးမရတဲ့အခါမှာကျွန်တော်တို့လုံးဝ control လုပ်လို့မရတော့ဘူးเนาะအဲ့တော့ကျွန်တော်အဓိကပြောချင်တာဒီခွေးလေးနဲ့ဆက်ဆံတဲ့အခါမှာကျွန်တော်တို့ကိုယ်တိုင်calmness ဒီနေမှုရှိကိုရှိရမယ်နံပါတ်1ချက်ကျွန်တော် confidence ရှိကိုရှိရပါမယ်ဗျာเนาะโอเคအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် high five.training ဆိုတော့ founder မျိုးနေမှာ